အားလုံးမင်္ဂလာပါခင်ဗျဒီနေ့ကတော့ကျွန်တော် Orient 9လေးတလုံး review လုပ်ပြပါမယ် Orient 9လေးကျွန်တော် review မရိုက်ဖြစ်ဘူးမှားလိုက်တယ်နဲ့ပို့လိုက်တာနဲ့မှားလိုက်တာနဲ့ပို့လိုက်တာနဲ့အဲ့လိုဖြစ်နေတော့ review မရိုက်ဖြစ်ဘူးဒီကနည်းနည်းအချိန်လေးရသွားဆိုတော့ review လေးရိုက်ပြဖို့ကျွန်တော်စဉ်းစားပါဒါ Orient 9ရဲ့လာမဲ့ပုံစံလေးကတော့ဒီလိုလေးပေါ့နော်ဒါသူရဲ့ Orient original 8ပါပါတယ်ဒီမှာ Orient 75 anniversary ဆိုတော့ဒီလို8လေးတလုံးပါတယ်ဒါသူ original ပဲ8ပါပါတယ်ဒါ showroom ကနေပြီးတော့ပါလာတဲ့8ပါနောက်ပြီးတော့ကျွန်တော်တို့ဒီမှာနောက်ထပ်Orient Star ဆိုတဲ့ဒီလက်ကိုက်မော်တစ်ခုပါတယ်နော် Orient Star ဆိုတဲ့လက်ကိုက်မော်တစ်ခုပါတယ်unboxing ပြပါမယ်နော် Orient ဒီစက်ကူဘူးပေါ့နော် Orient စက်ကူဘူးလေးတစ်ခုပါတယ်တော့ဘေးမှာလည်းထုံးစံတိုင်းတော့ဂျပန်စာတွေပဲရေးတာပဲ Orient တော့တရားရင်လုံးဂျပန်ပဲပေါ့နော်ဂျပန်မှာပဲထုတ်တာ Orient လေးဒါလေးနော် Orient box လေးပါမယ် Orient box လေးပါဒါလေး Orient box okayနောက်ပြီးရင်ကျွန်တော် Orient International Warranty စာအုပ်ပါတယ်နောက်မှာကျွန်တော် QR လေးလည်းပါတယ်နောက်ဒီမှာဘာလာပေါင်းလုံးနဲ့ Orient နဲ့ပတ်သက်တဲ့ Warranty ပါညာစာရွက်တွေအကုန်ရေးထားတယ်နောက်ပြီးရင်သူ QR တွေပါတယ် Certificate တွေဘယ်လိုပါညာပါတယ်အကုန်လုံးပါတယ်နောက်ပြီးတော့ရှင်ကျွန်တော်တို့စက်ကူလေးတစ်ခုပါတယ်ဗောနော်ဒါလေးကတော့ကျွန်တော် Orient ရဲ့3 year warranty ပေါ့နော် International Warranty ပါဒါ International Warranty ဆိုတော့ဘာလာပေါင်းလုံးနဲ့ရေးထားပါတယ်ဒီမှာအကုန်လုံးကျွန်တော်ဖြည့်ထားတယ်ဗောနော် Warranty နဲ့ပတ်သက်တဲ့ detail တွေကျွန်တော်တို့ဖြည့်ထားပြီးသားပါ Okayဒါလေးကတော့ကျွန်တော်တို့ Orient ကဲဒီမှာ9လေးပါဒီကောင်လေးကဒါလေး promotion လေးနဲ့ကျွန်တော်ရောင်းထားတယ်ဗျ18သိန်းကျော်နဲ့ကျွန်တော်ရောင်းထားပါတယ် Sapphire Glass ကိုမှဒီက open heart ပုံစံမျိုးလေး auto ပေါ့နော်အနောက်ကလည်း skeleton ဆက်မြင်လေးပေါ့သူရဲ့ label လေးဒီမှာပါတယ် showroom label လေးပါတယ် showroom price လေးပါတယ်နော်ပတ်1000နဲ့6000ဆိုတော့ showroom price ပတ်လေးပါတယ် but 16000ဆိုတာဒီနေ့ပေါက်စင်းနေဆိုရင်ဒါ21သိန်းပါoriginal price ကိုကျွန်တော် short ပြီးတော့ short ပြီးဈေး short ပြီးရောင်းတာ25လား20လားမသိကျွန်တော် short ပြီးရောင်းတာဒါလေးကကျွန်တော်ဒီမှာ18သိန်းကျော်နဲ့မှာလို့ရပါတယ် color တွေကျွန်တော်4ကြောင်ရှိပါတယ် color 4ကြောင်ရှိပါတယ်ဒါလေးတော့ customer လူကြီးမင်းအခုရွေးချယ်လာတာကတော့အနီအောင်လေးပေါ့နော်ဒါလေးကကျွန်တော်စီဓာတ်ရေးဝယ်လာတာမို့ဒါရန်ကုန်ညီမလေးစီဝယ်လာတာပါအဲ့တော့ကျွန်တော်မှအခုကျွန်တော်ဘောက်ချာတော့မပေးသူရမှာဟိုရမှာသူ customer သူဘောက်ချာပြန်ဖွင့်မယ်နော်ဒီ customer data တွေသူ့စီမှာရှိတယ်ဆိုတော့ကျွန်တော်တို့အဲ့လိုတော့သူစီဝယ်လာတဲ့ data တွေကိုကျွန်တော်မယူဘူးဘာလို့လဲဆိုတော့ရှုပ်သွားမှာဆိုလို့မဝယ်တဲ့လူတွေရှုပ်သွားမှာဆိုလို့သူ့စီယူဝယ်တဲ့လူကသူ့စီဒါရန်ကုန်ကညီမလေးစီမှာဝယ်လာတာပါဒါလေးက okay ပါကျွန်တော်အပေါ်ကဟိုကုတ်တင် plastic plate ပြားတွေကျွန်တော်ခွာမပြတော့ဘာလို့ customer စီရောက်သွားဒီကအတစ်ပုံစံလေးလုံးဝရောက်သွားအောင်လို့နော်ကျွန်တော်ဘာမှခွာမပြတော့ပါဘူးနောက်မှကျွန်တော်တို့ဒီလို skeleton နောက်လည်းအမြင်ပေါ့နော်ဆက်အမြင်ပေါ့နော်ဒိုင်လေးကအနီရောင်လေးဆိုတော်တော်လေးလှတယ်ဗျအနီရောင် crazy channel ဝယ်ထားတဲ့လူကြီးမင်းလေးရတယ်မှာထားတဲ့အနီရောင် crazy ဖြစ်မှာပဲနောက် Orient ဆိုတဲ့ sticker လေးတစ်ခုပါတယ်ဗျနော် original ရဲ့ကျွန်တော်တို့ဒီ KD ဘာကုတ်တွေနောက်တွေ့လေးအကုန်ပါတယ်ဗျနော်တရားရုံလို့ဒါ showroom အလုံးဆိုတာတရားရုံစစ်ပဲတော်ချပေါင်းတော့ပြောနော် showroom ဒါလေးတရားရုံစစ်ပဲ Okay ဒါလေးကတော်တော်လေးမိုက်တယ်နော်အသားစိတ်လေးလည်းဒီမှာပါတယ် solid steel နော်ဒါ stainless steel တရားရုံ stainless steel ဒီပါ stainless ရေးတာ stainless steel မို့တရားရုံဆိုတော့ဒါ auto ပါကျွန်တော်တို့လူကြီးတွေကိုလက်ဆောင်ပေးတာပဲဖြစ်ဖြစ်ကျွန်တော်တို့ကြော့တာပဲဖြစ်ဖြစ်ပေါ့နော်ဒါမျိုးမွေးနေ့လက်ဆောင်ပေးတာပဲဖြစ်ဖြစ်ဆိုရှင်တော့တော်တော်လေးဂုံရှိတယ်လို့တော့ပြောလို့ရတယ် classic ကြလေးဆိုတော့ဒီကောင်လေးကကျွန်တော်လူငယ်တွေနဲ့ပတ်မယ်ဆိုရင်တော့ဒါနည်းနည်းလေးတော့ fashion မကျသလိုမျိုးခံစားရမှာအသက်30ကျော်လူကြီးရောက်ပြီဆိုရှင်တော့ကျွန်တော်ဘာလေးနဲ့ပဲဝယ်လိုက်တယ်ပေါ့နော်ဒီ design လေးရဲ့အနေအထားလေးကတိုင်းဆိုင်လေးကလည်းကျွန်တော်မတိုင်းပြရမယ်တိုင်းဆိုင်လေးကလည်း44ပါဗျအရင်ကြီးမကြည့်ပါဘူးL size လေးဆိုလို့ရှိရင်ကျွန်တော်တို့46ပါ44 46ဆိုတော့ကျွန်တော်တို့အဆင်ပြေပါတယ်ဗောနော်လက်ကဝဲ6နံပါတ်ဆိုလို့ရှိရင်တော်တော်လေးအဆင်ပြေပါတယ်ဗျဒါလေးကနော်ဆိုတော့မှရွေးချယ်စရာ color လေးထုံးစံတိုင်းကျွန်တော်ဗီဒီယိုရဲ့အောက်မှာပြပေးမယ် color ကျွန်တော်ကတော့Tiffany blue color လေးတော့ကျွန်တော်ကြိုက်တယ်ကျွန်တော်လည်းအဲ့လိုပတ်ဖို့နည်းနည်းချိန်တော့ချိန်တယ်ဘာပတ်ရင်ကောင်းမလဲ auto တစ်လုံးတော့ပတ်ကြည့်အောင်မယ်ဆိုကျွန်တော် auto မနိုင်မပတ်ဘူးလေကျွန်တော် auto 9ပတ်မပတ်ဘူးဆိုတော့ auto 9တစ်လုံးတော့ပတ်အောင်မယ်ဆိုပြီးတော့ရွေးချယ်နေတာပေါ့နော်ဒါ sapphire glass ဖြစ်တယ်နောက်မှန် blue ပုံစံမျိုးမှန်တော်တော်လေးအထူပေါ့နော် sapphire glass ကိုမှန်အထူသားနဲ့ဆိုတော့ဒါလေးမှမဆိုရင်18သိန်းကျော်နဲ့မှလို့ရပါဇင်းလုံးတိကျကိုကျွန်တော်ဗီဒီယိုရဲ့အောက်မှာပြောပြပါမယ်ကျွန်တော်လည်းခါကျဇင်းလုံးတွေအရန်များတော့လေကျွန်တော်ပေါက်ဈေးနဲ့တွက်တာဆိုဇင်းလုံးတွေမေ့တကားတွေမှားတာတွေဖြစ်မှာဆိုလို့လေနော်သူ့ရဲ့ဒီတော်ဒီမှာလည်းကျွန်တော် Orient ရဲ့ original အသားစိတ်လေးပါတယ်နော်ဒါလေးကတော့ဘယ်လိုပြောမလဲ30အောက်မှာဂျပန်တရားရုံးစစ်လေးရမယ်နော် Orient ဆိုတဲ့ brand ကလည်းဂျပန်ပေါက်ပြီးသား brand ဆိုတော့မဆိုးဘူးပေါ့ဗျာ Orient Star ကနေပြီးတော့ခွဲထွက်တဲ့ Orient brand ပေါ့ Orient Star ကလည်းပိုပြီးဈေးကြီးတယ် Orient ကတော့သူ့ထက်နည်းနည်းလေးဈေးနှိပ်တယ်ကျွန်တော် Seiko ကနေ Alba ခွဲသလိုပေါ့နော်အဲ့လိုမျိုးလေးအဲ့လိုပုံစံမျိုးလေးSeiko ကနေ Alba ဈေးနှိပ်ကို Alba ကိုခွဲပြီးတော့ထုတ်ပေးတယ် Orient Star ကနေပြီးတော့ Orient ကိုခွဲပြီးတော့ထုတ်ထားတယ်ပေါ့နော်ဒါလေးပေါ့ဒါသူ main company ကတော့
Orient မှာပဲဒါလေးကဟိုဘယ်လိုပြောမလဲဆိုတော့လူကြီးတို့လက်ဆောင်ပေးလို့ကအဓိကတော်တော်လေးကောင်းတယ်မြန်တယ်ပန်းလေးလှတာပေါ့နော်โอเคသုံးတယ်လိုက်ဒါလေးတွေကကျွန်တော်ဒီမှာမှာမယ်ဆိုရင်တော့20ရာခိုင်နှုန်း deposit နဲ့မှာလို့ရပါတယ်30 30လောက်ကနေ20ရာခိုင်နှုန်း deposit ပေးမှာလို့ရပါတယ်ခင်ဗျအဲ့လောက်ဒီဟိုမဖြစ်ဘူးเนาะဒါ20ရာခိုင်နှုန်း deposit ပေးမှာလို့ရပါတယ်ကြံငွေကတော့ကျွန်တော်အိမ်ရောက်ငွေချေရပါတယ် 80% အိမ်ရောက်ငွေချေရပါတယ် delivery service ရတဲ့မျိုးတွေပေါ့နော်ကြာချိန်ကတော့2ပတ်ကနေ3ပတ်တွင်းမှာဖြစ်မှာပါရန်ကုန်ဆိုတော့2ပတ်လောက်နေရောက်တယ်ဗျနေတွေဆိုလို့ရှိရင်တော့အခုကတော့3ပတ်လောက်ပြောမှပဲရမှာလို့ဖြစ်နေတယ်အဲ့လိုနေမှာတစ်ခါလေးဟိုမရောက်တာနဲ့ဟိုမပို့ရတာနဲ့ဒီဟာမပို့ရတာနဲ့အဲ့လို delivery service တွေကတိုင်ပတ်တာနဲ့ဆိုတော့လေ3ပတ်လောက်တော့ပြောမှပဲအဆင်ပြေမဲ့ပုံစံလေးရှိပါတယ်ဒါလေးလည်းရလူကြီးမင်းတွေဆိုနားလည်ပေးပါရန်ကုန်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကပို့ရမြန်တယ် delivery service ကလည်းကျွန်တော်တပ်ပါတီနဲ့ဆိုတော့မြန်တယ်ပေါ့နော်ပြောအရင်အနှင်းလို့ကျွန်တော်ပြောပြီးပို့လို့ရတယ်ကုမ္ပဏီနဲ့ပို့တာကျွန်တော်ကုမ္ပဏီကသူစီးမင်းနဲ့စီကန်းနေတာသွားနေရဆိုတော့သူ rule တွေတိုင်းသွားနေဆိုတော့နည်းလေးတော့ကြာတတ်တယ်ပေါ့နော်အဲကျွန်တော်ဒါသူ့ရဲ့ဘေးကလေသာပေါက်လေးပေါ့နော်လေသာပေါက်မှာ steel plate တင်ကိုမှတော့ကျွန်တော်တို့ Orient ဆိုအသားတစ်စိတ်တွေထိုးတာပါဒါလေးရ18သိန်းကျော်လည်းမှားလို့ရပါတယ်သူရဲ့ရနိုင်တဲ့ design လေးတွေကျွန်တော်ဒီ video အောက်မှာပြပေးပါမယ်ကြည့်ပြကျေးဇူးများတင်ပါတယ်ထုံးစံတိုင်းကျွန်တော်ကတော့ King ကြီးကိုဖြုတ်ပါ bye bye